ဖျားစာကိုမျက်နှာပြောင်ပြီးမချေမငန်လုံးနေလို့ထောင်နှန်းဆန်ရတော့မယ်လို့ထင်ကြေးပေးခံနေရတဲ့ဖြူဖြူတွေတနိုင်ငံလုံးမသိသူမရှိတဲ့တရုတ်ဆောင်ဖြူဖြူတွေကတော့ဖျားစာကိုမျက်နှာပြောင်ပြီးတချင်းလို့ဆိုလို့ထောင်နှန်းဆန်ရတော့မယ်ဆိုပြီးပရိသတ်တွေကြားမှာထင်ကြေးပေးခံနေရပါတယ်ဖြူဖြူတွေကတစ်တော်ဆယ်လီဘဝအနီးပွဲဖြုတ်ရည်သူဖြစ်အောင်မြင်လာသူတူဖြစ်ပြီးအရန်ကိုအလူတန်းတွေလုပ်တဲ့အတွက်နာမည်ရလာခဲ့တာပါဒါပေမဲ့လည်းပရိသတ်တွေသတိမထားမိတဲ့အချက်ဖြစ်ဖြူဖြူတွေမှာမကောင်းတဲ့အချက်တွေများစွာရှိပြီးတော့မြင်တဲ့သူတွေကလည်းမြင်ကြပါတယ်အဲ့ဒါကတော့ဖြူဖြူတွေးဟာအုံတော့မပါပဲနာမည်ကြီးရင်ပြီးရောမထော်မနှမ်းတွေအရင်လောက်တာပဲဖြစ်ပါတယ်စိတ်ထဲရှိတဲ့အတိုင်းမပြောတင်တာတွေကိုလည်းပြောတတ်ပြီးတနိုင်ငံလုံးကဝိုင်းဆဲရင်တော့လူပြပြီးငိုယိုတောင်းပန်တဲ့အချိန်လည်းရှိပါတယ်နာမည်မကြီးခင်တုန်းကဖြူဖြူတွေကတကုံတက္ကသိုလ်မှာဥပဒေမိကြယူထားတဲ့ကျောင်းသူဖြစ်ပါတယ် Fresher Welcome မှာလည်းမြန်မာဝတ်စုံကြီးဝတ်ပြီးစင်မော်တက်ဂျွန်းထိုးပြလို့ရုံခန်းရောက်တဲ့အထိယတနာတက်ကုန်တာကိုလည်းအဲ့ဒီတော့ကကျောင်းသူကျောင်းသားတွေသိကြပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ TikTok ပေါ်မှာတရုတ်ဆောင်မှုတွေစတင်ပေါ်လာခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံမှာဖြူဖြူတွေကပထမဆုံးနာမည်ကြီးတဲ့ TikTok တရုတ်ဆောင်လို့တောင်ပြောလို့ရပါတယ်နာမည်ကြီးလာတာနဲ့အများလေးအလူတန်းတွေကိုလည်းလောက်ပြလေးရှိတာမို့ဖြူဖြူတွေစီကပတ်စံရတဲ့လူတိုင်းကဖြူဖြူတွေကိုကိုးကွယ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာတော့ဖြူဖြူတွေကလှုပ်ချင်ရတွေကိုလှုပ်တတ်ပါတယ်ဖြူဖြူတွေရဲ့ရွေးကောက်ပွဲကနောက်တစ်ချိန်ပြန်လုပ်လို့ရတာပဲလေဆိုတဲ့စကားကလေတိုင်းပြည်တစ်ခုလုံးအတွက်အသေးနာစရာဖြစ်ခဲ့ပေမဲ့ငိုယိုပြီးပြန်တောင်းပန်လိုက်ပါတယ်ဖုန်ကြီးမျက်နှာနာတက်ပြီးစကတ်တူနဲ့လမ်းပြန်နေအောင်ဂျွန်းထိုးပြီးကတော့ကလည်းမသိလို့ပါဆိုပြီးမျက်ရည်ချူပါသေးတယ်အခုလေဖြူဖြူတွေကမြမဝတ်စုံကြီးဝတ်ပြီးနမောလို့အမိရတဲ့ဖျားဆောင်ညနာပြောင်ပြီးစင်ပေါ်မှာမကွယ်မရပြောဆိုခဲ့တာပဲဖြစ်ပါတယ်ဖြူဖြူတွေကတမင်ကိုအတန်ဖြတ်ပြီးမေစီမပရိပဒါမကလန်းချီဆိုတဲ့နေရာကိုဟာတိုက်ခဲ့သလိုအခုဗီဒီယိုထဲမှာလည်းမဲကရွေးကနဲ့ပြောနေတဲ့သူမရဲ့ပုံရိပ်ကိုမြင်ရမှာပဲဖြစ်ပါတယ်ကျန်တာတွေကမသိလို့အုံတော်မရှိလို့အမှားလောက်တာပါဆိုပြီးငိုယိုတောင်းပန်လိုက်ရပေမဲ့အခုဖျားဆောင်မျက်နှာပြောင်ပြီးတီးဆိုတာကတော့မရည်ရွယ်ရင်တော့အုံတော်မရှိတဲ့လုံးဝမလုပ်တဲ့လောက်ရက်ပဲဖြစ်ပါတယ်ဖြူဖြူလေးလိုဘာသာရေးကိုကိုင်းဆိုင်ပြီးအားနေလူနေတဲ့လူတစ်ယောက်ကပိုပြီးတော့မလုပ်တဲ့လောက်ရက်ပဲဖြစ်ပါတယ်ဒါကြောင့်ဖဇက်ကဖျားနဲ့လက်ကကာယလုပ်ပြီးဘာသာရေးကိုစော်ကားတဲ့ချင်းတွေတီးဆိုသွားတဲ့ဖြူဖြူထွေးကိုပရိသတ်တရားလက်မခံနိုင်ဖြစ်ပြီးနာမည်ဘလောက်ကြီးဖျားဆောင်မျက်နှာပြောင်ရင်ထိုက်တဲ့အရေးယူမှုတွေပြုလုပ်တဲ့လို့မှတ်ချက်တွေပေးနေကြပါတယ်ပရိသတ်တွေတရားဆိုရင်ဖြူဖြူတွေရဲ့အဆိုပါလုပ်ရက်ပေါ်ဖြူဖြူတွေဆိုပြီးနာမည်ကြီးလာလို့တွားကြည့်လိုက်တော့မင်းသမီးရုံပေါက်ပဲလူရှင်တော်ရုပ်ပေါက်နေတယ်။အော်ဒါပေမဲ့အလူတန်းတင်လုပ်ပြီးတက်ကြီးရွယ်တွေကိုပေးကဲနေတော့အော်ဒီကလေးမစိုးပါဘူး။သူ့ဟာသူနေသားပဲပေါ့ဆိုပြီးဘာမှမဝေဖန်တာအခုကတော့အစဲတောင်းလိုက်ငိုပြလိုက်နဲ့အချိုးမပြေတော့ဘူး။တဖြည်းဖြည်းပေါ်ပင်ပရာဟိတသမားတွေတူလာပြီ။ဗုဒ္ဓဘာသာဖြစ်ပြီးဖျားဆောင်ပေါ်တန်အပြည့်သဘောမဆိုသင့်ပါဘူး။သက်ဆိုင်ရာတိတိယယောက်ကင်တွေသင့်ပါတယ်လို့မှတ်ချက်တွေရေးခဲ့ကြပါတယ်။ဒါအပြင်အခြားသောတန်ပေါင်းများစွာသောလူအုပ်ကြီးကလည်းဖြူဖြူတွေရဲ့ဖျားဆောင်မျက်နှာပြောင်းတဲ့ကိစ္စပေါ်ဒေါသထွက်နေပြီးတော့အရေးယူမခံရမချင်းအွန်လိုင်းပေါ်မှာဖြူဖြူတွေကိုရှုတ်ချကြောင်းရေးသားထုတ်ပေါ်သွားမယ်လို့ပြောဆိုထားကြပါတယ်။ပရိသတ်ကြီးတို့ဖျားဆောင်မျက်နှာပြောင်းပြီးလို့သာသနာညှိုးနှက်စေမှုနဲ့အရေးယူခံရမယ့်ဖြူဖြူတွေရဲ့လုပ်ရက်ပေါ်ဘယ်လိုများထင်တယ်လဲဆိုတာနဲ့ဒီအကြောင်းကိုလူတိုင်းသိပြီးမြင်ရေးနိုင်အောင်ဗီဒီယိုလေးကိုဝိုင်းရှယ်ပေးခဲ့ကြပါဦးနော်။